皆さん、こんにちは。私ね、ドゥドゥ、アンドリースマトメ、ゴイリリュウ、リラジャヤン、ボアサビヨマ。ပထမဆုံးဒါ issue ပထမဆုံးတပတ်မြောက်နေ့မှာဘာကြောင့်လေ့လာရမလဲဆိုတော့ခါကြီးကိုရှီမလျှော်ဆိုရင်ခါကြီးဆိုတာအိမ်မှုကိစ္စတွေကိုရှီမလျှော်လုပ်ကြရအောင်အိမ်မှုကိစ္စတွေကိုလုပ်ကြရအောင်ဆိုတဲ့ခေါင်းစဉ်နဲ့ကိုယ်အလေးတွေကိုလေ့လာမယ်။ကဲဒါဆိုရင်တော့မယ်။ဒါဆိုရင်မတို့ကဒါ issue ပထမမြောက်နေ့ရဲ့1日目တရက်မြောက်နေ့မှာဆိုရင်မတို့ဘယ်စကားလုံးတွေလေ့လာရမလဲဆိုတော့ kitchen တဲ့ဆိုတာမိဖို့ကြောင့်မှာအောင်လို့ရှိရင် living good တဲ့ဆိုတာမရဏနေကနေမှာပေါ့နော်။ကဲဒါဆိုရင်ဒီကောင်းစင်လေးနဲ့လေ့လာမယ်။အဲ့ဒါလေးတွေကိုမလေ့လာခင်အပေါ်ကဒီမှာစကားပြောလေးတွေကိုမကြည့်ခင်အမတို့ကဒီပုံလေးတွေကိုကြည့်ပြီးအရင်မှတ်ရအောင်။အဲဟိုမီတဲ့ဥပွဲမှာရှော့ပုံကိုကြည့်ပြီးတော့မှမှတ်ကြရအောင်။ kitchen မျိုးကြသူ့အမတို့ဒိုင်းဒိုခိုရိုလည်းပြောလို့ရတယ်။ဒန်ရှိရန်ကြီးဆိုတော့ microwave ကိုပြောတယ်။ပြီးရင်오차원ဆိုပကံလုံး wine glass ဆိုရင် wine pan ကွက် coffee cup coffee ကွက်ပြီးရင် you know me you ဆိုတာရင်နွေး know me ဆိုတာတောက်တဲ့ဟာရင်နွေးခွက်ပေါ့တနည်းအားဖြင့်ခြဝမ်းသူ့ဘယ်လိုပြောလို့လဲရတယ်ဆိုတော့ခြဝမ်းလို့လည်းပြောလို့ရတယ်오차원ဆိုရင်လည်းပကံလုံးဒီကောင်လေးကိုလည်းမဟုတ်ခြဝမ်းလို့ပြောလို့ရတယ် you know me လို့လည်းပြောလို့ရတယ်နော်ပြီးနောက်တစ်ခုကဒီဘက်မှာ rezo ကိုရေခဲတစ်တာပြီး gas range ဆိုရင် gas မီးကို gas ခွန်လို့လည်းပြောလို့ရတယ်အဲ့တော့ gas range gas ခွန်လို့ gas မီးကို garas no cup ဒီကောင်က garas ကဖန်ကွက်ဖန်နဲ့လောက်ထားတဲ့ခွက်ဒီကောင်ကကျတော့ glass ဆိုရင် wine glass ဆိုရင် wine ဖန်ကွက်ဒီ garas ဆိုရင်ဖန်သားယူပြောတာဒီ glass ကဖန်ကွက်အဲ့တော့ garas no cup ဆိုလို့ရှိရင်ဖန်နဲ့လောက်ထားတဲ့ခွက်အဲ့လိုမျိုးရဲပါပေါ့အမခလုတ်တနည်းအားဖြင့်နာဂရှိဘေးစင်နော်ဒီမီနီလေးတို့ရင်ပုံလေးကြည့်ပြီးကြည့်မယ်ပုံလေးနောက်တစ်ခုထပ်ကြည့်မယ် living good မြို့ living good ဆိုရင်မတော့နားနေခန်းထဲမှာပေါ့ခန်းထဲမှာတွေ့ရမယ့်စကားလုံး imma living good မတော့နောက်တစ်မျိုး imma ခန်းလို့ပြောလို့ရတယ်မာသူဂါရာစုမာတော့ပရင်းပေါင်းမှန်မာသူဂါရာစုပရင်းပေါင်းမှန်အာမသူဒီကောင်အာမသူကကျတော့မိုးကာတကားမိုးကာတကားပေါ့နော်မိုးတွေကိုကာပြီးတကားပြီးရင်ဒီကောင်အာမီသူကချင်းလုံးစကားဟုတ်နော်အာမီသူကချင်းလုံးစကားပြီးရင်ဒီကောင်တန်ကျော်ဆိုရင်မျက်နှာကျက်ယူကာချမ်းပြင်ပြီးရင် consent ဆိုပလက်ပေါconsent ဆိုမှတော့ပလက်ခုံပြောတာပဲနော်အဲ့ဒီ consent ကနေထွက်လာတဲ့ကျိုးတွေမှာတော့ခိုးသူဟိုနော်ကျိုးပြီး aircon ပြီး heater အပူပေးဆက်ဒီမှာ juice တန်းဆိုရင်မှာတော့ကော်စောအဲ့ဒါကို juice တန်းလို့ပြောချင်း carpet လို့လည်းပြောလို့ရတယ်နော်ကဲဒါဆိုရင်ဘောကအဲကိုမိတဲ့ဒီမှာပုံသူကကျတော့ခေါင်းစဉ်လေးကအဲကိုမိတဲ့အဝဲမရှောဆိုပုံကိုကြည့်ပြီးတော့မှတ်ကြရအောင်ဆိုပြီးတော့မှအဲ့ပုံကိုကြည့်ပြီးတော့မှတ်ခဲ့ပြီပေါ့နော်ဒါလေးရပြီဆိုရင်အောက်ကမှာတော့မွတ်တိုအဝဲမရှောပို့ပြီးတော့မှတ်ကြရအောင်ဆိုတဲ့ဟာသွားမယ်ဆွီဒိုဆိုတာရေးပိုက်ကောင်နော်ဂျာကူဂျီဆိုတာကအစုံတော်မှာရဲပါကိုပြောအဲ့တော့ရေပိုက်ကောင်းခလုတ်တနည်းအားဖြင့်ဂျာကူဂျီဆိုတာအစုံတော်ရဲပါနဲ့တူတယ်ခလုတ်ကိုဟိနေရူဆိုတော့ဖွင့်တယ်ဟုတ်ပြီနော်အဲ့တော့ဂျာကူဂျီကိုဟိနေရူဆိုရင်ခလုတ်ကိုဖွင့်တယ်သူအတွဲလိုက်စကလုံးလေးဆိုမတုံမဲရဲ့အာသာချက်ကဘာလဲဆိုတော့သူကဒီလိုမျိုးအတွဲလိုက်စကလုံးလေးကိုပြီးထားတယ်ဟိုပြီးဂျာကူဂျီဆိုရင်ဟိနေရူလို့တခါလေးတွဲထားပြီးတယ်အဲ့လိုအတွဲလိုက်စကလုံးလေးကိုကြက်ထားလို့ရှိရင်မတော်ကခေါ်ကြီးဖြည့်တဲ့အခါမှာပို့လွယ်ညနော်အဲ့တော့ဂျာကူဂျီကိုဟိနေရူခလုတ်ကိုဖွင့်တယ်ပြီးမီဇူကခိုအိုးတို့ရေကခဲသည်ခိုးရီနီနာတို့ဆိုရင်ရေခဲခိုးရီဆိုတော့သူကနောင်ရေခဲနီနာတို့ဆိုတော့ဖြစ်လာသည်အဲ့တော့ရေခဲဖြစ်လာသည်ခိုးရီတစ်လုံးနဲ့ဆိုရင်မှရေခဲညနော်အဲ့ရေခဲဖြစ်လာတယ်ရဲတိုးရှိတဲ့ရဲတိုးဆိုတော့ရေခဲရိုက်ပြီးတော့မှဟိုဇွန်းစုတို့တင်းစီသည်ရဲတိုးလို့တယ်ဆိုတော့ရဲဇိုးနဲ့မတူသေးတယ်မလားဒီကရဲတိုးဆိုတာရေခဲရိုက်ပြီးတော့မှဟိုဇွန်းစုတို့ဆိုရင်တင်းစီသည်ဒီကောင်လေးကမှတော့ခန်းကြီးထဲမှာလည်းပါတယ်ဟုတ်နော်ပြီးနော်ခိုးရီမိုနိုကိုကျန်နေတဲ့အရာတွေကိုအတတာမဲတူနှွေးသည်
ကျန်နေတဲ့အရာတွေကိုနှွေးတယ်ပေါ့နော်ပြီးရင်ဘီရူအိုဟီယာစုဘီယာကိုအေးခင်ဒီဘီရူကဟီအေတေရူဆိုရင်ဘီယာကိုအေးခင်လိုက်တော့ကျတော့ဘီယာအေးလာတယ်ဟီအေတေရူဆိုရင်ဘီယာအေးလာကဲပြောလို့ရှင်နောက်တစ်ခု aircon နော် remote con aircon ရဲ့ remote con ပေါ့နော် remote control ပြောတယ်နောက်တစ်ခုတောင်းတစ်မျိုးဗာသိရမလဲ switch ဆိုရင်ခလုတ်ပြီးရင်ဒန်ကန်ကိုအီရဲတို့ဒန်ကန်ကိုအီရဲတို့ဆိုတာအတွဲလိုက်ကမတော့ပလက်ပေါက်ထိုးလိုက်တာပဲဒန်ကန်ကဆိုတော့မတော့လျှက်စစ်မီခလုတ်ရဲ့စိုကြီးပေါ့နော်လျှက်စစ်စိုကြီးတွေကိုထည့်လိုက်အဲ့တော့လျှက်စစ်အရင်းမြစ်ကြီးဒန်းစာလျှက်စစ်ဂန်းစာရင်းအဲ့ဒီလျှက်စစ်အရင်းမြစ်ကြီးတွေကိုထည့်လိုက်တယ်ဆိုတဲ့အတိတ်အဲ့တော့လျှက်စစ်အရင်းမြစ်ကြီးတွေကိုထည့်လိုက်တယ်ဆိုတော့မတော့ပလက်ပေါက်ထိုးလိုက်တယ်အဲ့တော့ဒန်ကန်ကိုခီရူဆိုရင်ပလက်ပေါက်ကိုဖြုတ်လိုက်ပြီးရင်ဂျူတန်ကိုရှိကူဆိုရင်ကော်စောကိုခင်းတယ်ဟဲရကိုအခန်းကိုအာတတမဲလို့ဆိုတော့နွေးအောင်လုပ်တယ်အခန်းကိုနွေးနွေးထွေးထွေးဖြစ်အောင်လုပ်တယ်ပေါ့နော်အရန်ချမ်းနေနေအဲ့တော့အခန်းကိုနွေးအောင်လုပ်တယ်ဆိုတာတနည်းအားဖြင့်ဘယ်လိုလုပ်လိုက်တာလဲဆိုတော့ဒန်ဘိုဆိုတာအပူပေးဆက်ကိုစခဲတို့ဖွင့်လိုက်အဲ့တော့အခန်းကိုနွေးအောင်လုပ်ဖို့အပူပေးဆက်ကိုဖွင့်လိုက်တယ်ပေါ့နော်ဒန်ဘိုစခဲတို့ပြင်ခူလာဆိုတာလေအေးပေးဆက်ကခီးတေးတို့လေအေးပေးဆက်ကခီးတေးတို့ဆိုတာမှအလုတ်ကောင်းကောင်းလုပ်လာအလုတ်ကောင်းကောင်းလုပ်တယ်ပေါ့နော်အလုတ်ကောင်းကောင်းလုပ်ပါတယ်အဲ့တော့လေးပေးဆက်ကအလုတ်ကောင်းကောင်းလုပ်လာပါပြီပေါ့အလုတ်ကောင်းကောင်းလုပ်လာပါပြီလို့ပြောတနည်းအားဖြင့် rare ကူလာလို့ပဲပြော rare လို့ပဲပြောအဲ့ဒါကိုခီးတေးယူနဲ့ပေါင်းလိုက်လို့ရှိရင်အလုတ်ကောင်းကောင်းလုပ်တယ်အလုတ်ကောင်းကောင်းလုပ်တယ်ဆိုကိုကအစဖွင့်ဝင်ချင်းကူလာပဲဖွင့်ဟီတာပဲဖွင့်နေတန်းပြီးတော့အခင်းရကူလာဖွင့်လို့တန်းအေးသွားတာကူလာဖွင့်လို့ဟီတာဖွင့်လို့တန်းပူသွားတာမဟုတ်ဘူးလေအချိန်တစ်ခုလဲစောင့်လိုက်ရောအဲ့ကူလာကဘာဖြစ်တာလဲအခန်းကြီးကအေးလာရောအခန်းကြီးကဘာဖြစ်တာလဲအေးလာပြီဆိုရင်ကူလာအလုတ်ကောင်းစွာလုပ်နေပြီဒီနေ့ပြည့်ရေဘူးကအလုတ်ကောင်းစွာလုပ်နေပြီလို့ပြောအဲ့ဒီနေရာမှာဒန်ဘိုးလဲသုံးလို့ရရောပြီးတော့ဒန်ဘိုးဟီတာဒန်ဘိုးကဟီတေခီတေတို့ဆိုရင်အပူပေးစအလုတ်ကောင်းကောင်းလုပ်နေပြီနော်ဟီအာတာတွေကဤဆိုရင်နေရောင်ကောင်းစွာရရှိဟီအာတာတွေဆိုနေရောင်ကောင်းစွာရရှိမှုကအီကောင်းတယ်ဟီအာတာတွေကဝါရီဆိုနေရောင်ကောင်းစွာမရရှိဘူးဒီခန်းဒီမင်းလေးတွေကိုကြက်ပြီးတော့လို့ရှိရင်မတော့အပေါ်ဟာလေးကိုဖက်ချင်တယ်အပေါ်မှာဆိုလို့ရှိရင်အိုနာကာကစီတာဖိုက်စားလိုက်တာနာနီကနိုင်တခုခုများမရှိဘူးလားနော်ခိုရီမိုနိုနာရာအာရီယောအကြံပေါ့နော်သူတို့စားတဲ့အကြံလေးတွေဆိုရင်တော့ရှိတယ်ပေါ့နော်ဘီရူဘီယာဟီယေတေရူခဲတိုဟီယေတေရူဆိုတော့ဘီယာအေးနေပြီဘေးမဲ့လည်းမဟုတ်ဘူးတရားဆိုတော့အေးနေပြီအဲ့လိုမျိုးပြောကြတာနော်မူတောက်မလားဘီယာအေးနေပြီတောက်မလားလို့ပြောထားတယ်ဒီကွက်ဒါလေးတွေကိုချက်ပြီးတော့လို့ရှိရင်တော့ဒီလေးကျင်ငန်းလေးကိုသွားဖြစ်အဲ့တော့ဆိုမတုံမင်းရဲ့နောက်ထပ်ကောင်းတဲ့တစ်ချက်ကဘာလဲဆိုတော့လေးကျင်ငန်းလေးတွေတွဲရက်ပါအဲ့တော့ဘောကြီးကိုမတို့ကလေးကျင်ငန်းနဲ့တခါတည်းလေးကျင်ငန်းကြက်ရင်းနဲ့ဒီဟာလေးရပြီဆိုရင်ကွက်ဒီလေးကျင်ငန်းလေးကိုလာဖြီလာဖြေတော့ကိုကဒီကစကလုံးလေးမှတ်မိလားမမှတ်မိဘူးလားဆိုတော့ကိုသိပါတယ်အဲ့တော့ကိုမေ့နေတယ်လေ့ကျင့်ခန်းဖြေနေမှာမေ့သွားရဲဆိုလို့ရှိရင်အရှိလေးကိုပြန်ကြည့်အဲ့လိုမျိုးလုပ်ရင်လည်းစားပို့ရတယ်ပေါ့နော်ဒါကြောင့်မလို့စမတုံးမဲမှာဆိုလေ့ကျင့်ခန်းလေးတွေတွေ့ပါလားပို့ကောင်းတယ်ဒါဆိုရင်တော့ဘာရေးမလဲတရရှိဟိုနီးမှန်ကန်တဲ့အရာနီးမာတို့စကေမရှိဝိုင်းဝိုင်းမှာကဲမူရှိကဟိုက်တဲခုနိုင်ယောနီမူရှိဆိုပိုးကောင်ရောချင်းနေရင်နေပေါ့နော်ချင်းနေရင်နေဟိုက်တဲခုနိုင်ယောနီဆိုဝင်မလာစေရဲ့အာမီဒိုဟိုရှိမဲမရှိပိတ်ကြရကဲဘာရင်းနေချင်းနေမလာအောင်ဆိုမှတော့မတော့အာမဒိုဆိုမိုးကာတရာကြီးအဲ့တော့ချင်းလုံးစကားပဲပိတ်ရမှာပေါ့အာမီဒိုဟုတ်တယ်မလားအာမီဒိုပဲရှိမဲမရှိပြီးနောက်တစ်ခါကျတော့စာရတာကိုရဲစိုးခိုတဲ့စာရတာဆိုတာအတုပ်ကိုပေါ့နော်ရဲစိုးခိုတဲ့ရေခဲတက်တာထဲမှာကွက်လက်အိုကီမာရှောဟုတ်ပြီနော်ဒီဟီမဆိုလို့ရှင်ဟီရရှိတဲ့ဆိုရင်အေးခန္ဓာရဲတိုးရှိတဲ့ဆိုတာမှတော့ရေခဲရိုက်ထားတာအဲ့တော့စာရတာကိုရေခဲတက်တာထဲမှာမတော့ဘာဖြစ်မှာရေခဲတက်တာထဲမှာရေခဲရိုက်ထားမှာလားအေးခန္ဓာမှာစာရတာဆိုတော့မတော့အေးခံကြရအောင်နော်ဟီရရှိတဲ့โอเคမာရှောပေါ့အေးခံထားရဒီဟာတွေကမှန်မတော့ဘယ်မှာသွားစစ်ကြည့်လို့ရလဲဆိုတော့ဒီဘက်မှာသွားစစ်ကြည့်လို့ဟိုဘက်စာမျက်နှာမှာသွားစစ်ပြီးမှအကုန်သွားစစ်ကြည့်အောင်နော်ဟီတာကိုစခဲတာကဟီတာဆိုတာအပူပေးဆက်ကိုဖွင့်လိုက်တော့ဟဲယာကအခန်းကဟီတာကိုဖွင့်လိုက်တော့အခန်းကအတတကကုနာတနွေးလာတဲ့ခီးတဲ့ဤတာအခန်းကြီးကအကောင်းဆုံးအလုပ်လုပ်နေတယ်အခန်းကြီးကကောင်းဆုံးအလုပ်မလုပ်အခန်းကြီးကဟီတာကိုဖွင့်လိုက်လို့ရှိရင်ဘာဖြစ်မှာလဲအတတကကုနာတို့နွေးထွေးလာဒီခီးတဲ့ဤတို့ကဆက်ပစ္စည်းတွေနဲ့ပဲသုံးတာဘလို့ဆိုဟီတာကခီးတဲ့ဤတို့အဲ့လိုမျိုးဆိုရင်တော့ရတယ်
နော်ဟီတာကောင်းစွာအလုပ်လုပ်နေဒါအခန်းလေအခန်းကြီးကကောင်းစွာအလုပ်လုပ်မှာမဟုတ်အခန်းကြီးကဒီဟီတာတွေကောင်းစွာအလုပ်လုပ်တဲ့အတွက်ကြောင့်အခန်းကြီးရောက်ဖြစ်လာမယ်လေနွေးလာချော့တူခဏလောက်စုခိုနော်ဒီနေရာရဲ့ why ဆိုတော့မတော့မဖြစ်မှာလေဂါရာစုဖန်ဖြစ်မှာလား good စုဖြစ်မှာလားနော် why good စုဖြစ်မှာပေါ့ why ဖန်ခွက်ကိုတိုးတက်ယူပေးခဏလောက်အဲ့ဒီပေါ့နော် why ခွက်ကလေးယူပေးတန်းရှိတန်းကြည့် gas me or microwave ပေါ့နော်ပြီးရင် gas ဆိုရင်ကြည့် gas me ကိုရဲ့ heat ကိုမီးကိုခိုးရှိအနေငယ်ချီအစခိုးရှိတဲ့နည်းနည်းလေးသိအောင်လုပ်ဆိုတော့မတော့ gas မီးကိုတန်းရှိတန်းကြည့်ရကြတော့မတော့ဖြစ်တာလေတန်းရှိတန်းကြည့်တွေကကြတော့မတော့က microwave တွေကကြတော့မတော့လုပ်လို့မရတော့လေတန်းရှိတန်းကြည့်တွေကကြတော့တန်းရှိတန်းကြည့်တွေမှာဆိုရင်မတော့ဘာဖြစ်မှာလဲဆိုတော့ microwave တွေကကျတော့မီးကိုရှုပ်လို့မရဘူးလေမီးတေးသေးလေးဖြစ်အောင်လုပ်တာမှတော့ဖြစ်မှာလေ gas range ကြီးပဲဖြစ်မှာပေါ့ဟုတ်ပြီနော်အဲ့တော့ gas range ကြီးရဲ့မီးကိုမတော့နည်းနည်းလေးရှော့လိုက်ကြရအောင်မီးတော့ကြီးနေ gas မီးတော့မီးတော့ကြီးနေနည်းနည်းလေးရှော့လိုက်ကြရအောင်ဆိုတဲ့မာတို့ good စုလာဂါလာဆိုဖန်သားဆိုရင်မတော့ဘာဖြစ်မှာလဲဂါလာစုဖြစ်မှာလေဖန်ကွက်ဆိုရင်လည်းမတော့ good စုဖြစ်ဒါဖန်သားကြီးရုပ်တယ်မလားပရင်းမောက်ဖန်သားကိုဖူကီမာရှော့အဲ့တော့မာတို့ဂါရာဆိုဖူကီမာရှော့ဆိုရင်မတော့တုတ်ကြရအောင်မှန်နေကိုပရင်းမောက်မှန်နေတုတ်ကြရအောင်ဆိုတဲ့ဒီကဲနောက်တစ်ပုဒ်ကအတာရာရှိခိုးဟီကိုခိုင်းမရှိတာအဲ့တော့အတာရာရှိခိုးဟီကော်ဖီပေါ့နော်ကော်ဖီခုတ်ပူလာဂရက်ဆူလာဂါရာဆူလာခပ်ပူဒါခိုးဟီဒီဘက်မှာအရှိမပါတယ်မှာနော်ခိုးဟီဘာလို့သုံးထားလဲခိုးဟီခပ်ပူတွေ့လားဒီမှာတွေ့လားခိုးဟီဆိုမှတော့ဘာနဲ့တုံးလဲခပ်ပူအဲ့တော့အမတို့ယူရမှာကခိုးဟီခပ်ပူအဲ့လိုပဲအမတို့ကနော်ကိုကလေ့ကျင့်ခန်းလေးတွေဖြင်းနေမှာမရတဲ့စကားလုံးလေးကိုအရှိကိုပြန်ကြည့်ရင်းနဲ့စာရပူရသွားတယ်ဒါကြောင့်မလို့ယွန်းပဲပြီးနောက်တစ်ခုခိုနိုရှာခုဂျာကူဂျီကိုဒီဂျာကူဂျီဆိုရင်မတော့ဘာနဲ့ပဲသွားမှာဂျာကူဂျီကိုဟင်းငယ်လူနဲ့ပဲသွားလာတာလေဟိုတော့လှည့်လင်းမဒီခလုတ်ကိုလှည့်လိုက်လို့ရှိရင်ဆိုရတဲ့ဟိုနော် OU ကယင်းလေးကဒဲမဲ့ထွက်လာအဲ့တော့ဂျာကူဂျီဆိုတဲ့မှာဟင်းငယ်လူကိုလိုက်ရှာရမှာပဲအဲ့တော့မတော့ဒီမှာတွေ့ရဟင်းငယ်လူဒါဆိုရင်ကိုဖြေထားတဲ့အဖြေမှန်ဆိုရင်မတော့ကိုတရဲ့ဟောပိကော့ဂျူးလို့ပြောထားတဲ့ကြောင့်လို့ကိုကအဲ့ဒီပိကော့ဂျူးကိုတစ်ချက်စစ်ကြည့်လိုက်ပြီမတော့ဒီမှာပေါ့နော်ဒီဟာလေးရဲ့အဖြေကိုဒီပိကော့ဂျူးမှာသွားကြည့်လို့ရဒီမှာအမတို့နံပါတ်2ကိုဟီယာရှိတယ်လို့ဖြေရမယ်โอเคစာမျက်နှာ15ကိုသွားကြည့်မယ်ဒါဆိုရင်ဒီမှာကြည့်လားစာမျက်နှာ15ရဲ့အဖြေမှာသွားကြည့်လိုက်အောင်အဲဆိုရင်ဟုတ်တယ်ဒီမှာလေးမှာအစောတော့အခန့်ဂျူးဆန်ပေးကြည့်နော်ခိုတာရဲ့စာမျက်နှာ73ရဲ့ခိုတာရဲ့တွေကဒီမှာလာတိုက်ကြည့်လိုက်ပြီးတော့မှကိုယ်နဲ့ကိုယ်အလိုမျိုးလေးတိုက်ကြည့်လိုက်ရမယ်နော်ကိုသွားဖြည့်ကြည့်ပြီးတော့လို့ရှိရင်သွားတိုက်လို့မျိုးသွားလို့ရကဲဒါဆိုရင်တော့အမတို့ကအဲ့လိုမျိုးဖြစ်သွားပြီပေါ့နော်ကဲဒါဆိုရင်တော့ဒီအောက်လေးမှာဆိုလို့ရှိရင်စာကြောင်းလေးတစ်ကြောင်းပါတယ်ကျော်နော်ဟီတိုခိုတိုဒီနေ့အတွက်စကားတက်ခွန်နာဂါရှိဝါဘီစင်ကအစ်စမောအမြင်နဲ့ဖြီးတဲ့ရင်နီတရှင်တရစာရှိတဲ့အိုခီမရှောတရှင်တရစာထားကြရအောင်မင်းနော်ဘီစင်ကိုတက်ရင်နဲ့ထားကြမယ်ပြင်လျောနောက်တစ်ပုတ်ကိုဆက်ပါမယ်နော်နောက်2ရက်မြောက်နေ့ကိုသွားမယ်စကမဲ့မှာလျောတွေကိုရှိမရှောဟင်းချက်ကြရအောင်ဆိုတဲ့နေရာမှာဒီဟာလေးတွေကိုမပက်ခင်မှာတော့အောက်ကကိုသွားမယ်ဟုတ်ပြီနော်အဲကိုမိတဲ့ဝဲမရှောရင်သွားမယ်အဲကိုမိတဲ့ပုံကိုကြည့်ပြီးတော့မှဝဲမရှောမှတ်ကြရအောင်အိုးစားကြည့်ဆိုရင်မှာဇပွဲဘယ်လိုလဲဇပွဲတင်စွန်းကိုပြောတာအမတို့မြန်မာနိုင်ငံမှာသုံးနေကြပါလေစွန်းအလက်လေးလားစွန်းအလက်လေးတွေကိုပြောအိုးစားကြည့်ဆိုရင်ဇပွဲတင်စွန်းခိုစားကြည့်ဆိုရင်တော့မလားလက်ဖက်စားစွန်းဖြစ်သွားလက်ဖက်စားစွန်းအဲ့နော်ပြောလို့ရှိရင်ခပ်ပူဆိုရင်ခွက်တစ်ခွက်မှာဆိုရင်နေရာနီဟီယာကူစီရှိတယ်ပေါ့နော်ဒါလေးရမကြက်လေရတယ်ကိုကခွက်ကိုတည်းခပ်ပူလို့တည်ရပြီးရင်အီချီရီတိုရူ1လီတာ1လီတာမှာဆိုရင်1000 cc ရှိတယ်ပါညာအဲ့ဒါလည်းမသိလေရတယ်မှာတော့ခပ်ပူရှိမယ်ပြီးရင်1လီတာဆိုရင်မှာတော့အီချီရီတိုရူပေါ့နော်ဒါလို့ရှိရင်ဒီကောင်ဟိုချောဆိုရင်မိဖို့ချောင်း3တာပြီးရင်မာနာဣတာဆိုရင်စင်းနီတော့မာနာဣတာဆိုရင်မှာစင်းနီတော့ပြီးရင်ဂရမ်မှုဆိုရင်ဂရမ်ဟာကာရီဆိုရင်ချိန်ဝင်ဒီပုံလေးကိုကြည့်ပြီးရပြီဆိုရင်မှာတော့နောက်က
မို့တူအဝေးမှာလျှော်ပို့ပြီးတော့မှတ်ကြရအောင်ယူလျှော်ခုနော်အိုခါစုယူလျှော်ခုဆိုတာညစာအတွက်အိုခါစုဆိုရင်ဟင်းလျာညစာအတွက်ဟင်းလျာယူလျှော်ခုဆိုတာညစာရဲ့အိုခါစုဆိုတာဟင်းလျာအေယောဆိုအာဟာရရဲ့ balance ကို balance ကိုအာဟာရ balance ကိုခန်းငါရဲ့သူစဉ်းစားတယ်အာဟာရရဲ့ balance ကိုစဉ်းစားပါတယ်ခါလိုရီကအာဟာရ balance ညမမြောင်စဉ်းစားတယ်ပေါ့နော်ကာလိုရီကကယ်လိုရီကတကာကြီးမြင်မာတဲ့ရှော့ခုဟင်းစားစရာဟာကာရီတဲ့ချိန်ဝင်ဖြည့်ဟာကာရူချိန်တွေတဲ့ရှိအိုစားအိုရှော့ရှော့အနည်းငယ်ဤလေးတို့ထဲအဲ့တော့စားအနည်းငယ်ထဲတယ်ပြီးတော့လို့ရှင်နောက်တစ်ခုချောမီလျော်ဟင်းခက်အမွေအကြိုင်ရှိအိုစားရှော့ရှော့စားနေထဲရနော်ချောမီလျော်ဟင်းခက်အမွေအကြိုင်စာခေအရက်စုဆိုရင်ရှာလက်ကာကြီးပြီးရင်စာရဒါယူဆိုလို့ရှင်မရအတီးနဲ့ထွက်တဲ့စီပေါ့နော်စာရဒါယူဒီနေ့ပြနေကြစီတွေဘာတွေမှလည်းသုံးရစာရဒါယူဟုတ်နော်ဒီနေထွက်တဲ့စီတမ်ပူရာအာဘူရာဆိုရင်ကြော်စီတမ်ပူရာအာဘူရာကြော်စီဒီကတော့နေကြစီတို့မြေပေးစီတို့ခါဝါကိုမုခုခါဝါကိုမုခုဆိုအခွင့်ကိုခွာတယ်ဇိုင်းလေးကိုခီစားမှုခါဝါဆိုအခွင့်အမပြေကြက်တုံခွင်းတို့အဲ့လိုငပြောခွင်းတို့ငပြောသည့်ခွင်းတို့ဇိုင်းလေးကိုပေါဝင်ပစ္စည်းတွေကိုခီစားမှုဆိုရင်နှုတ်ဆင်းတယ်အိုးခီမင်းနီဆိုတာစိုက်ကြီးကြီးနဲ့ခီလို့ဆိုရင်လီးတယ်ပေါဝင်ပစ္စည်းတွေကိုခီစားမှုဆိုရင်နှုတ်ဆင်းတာဒီခီလူကကျတော့အိုးခီမင်းဆိုတာစိုက်ကြီးကြီးလီးတာစန်းချီ3 cm ဟာဘပုံမယ်ဆိုလို့ရှိရင်တော့အမတို့အလျာပေါ့နော်ဒါပေမဲ့ဒီမှာကျတော့အရွယ်အစားလို့ပဲပြောတယ်3 cm အရွယ်အစားဖြစ်ခီတူလီတယ်ပြီးမီဆိုရှိတူကရေဟင်းရေကနူဒုခုနာလို့ဆိုတော့နွေ့နွေ့လေးဖြစ်လာဟင်းရေကနွေ့နွေ့လေးဖြစ်လာမီဆိုရှိတူကနူဒုခုနာတို့ပြီးရပူကိုခါဘူးဆဲတို့ရပူခါဘူးဆဲတို့ဆိုတော့အမတို့ကလေအတီးနဲ့နေဖျဲသီးပဲဖြစ်နေစီတီမက်တွေဘာတွေကိုသွားလို့ရှိရင်ဖျဲသီးတွေကိုခွဲပြီးတော့လို့ရှိရင်တော့အပေါ်ကနေ plastic အဖြူလေးအုပ်ထားတာရောဘာနေလဲအမပန်နီဆိုတဲ့အတိုင်းပဲပန်နီ3 လုံးလောက်ကိုစင်တင်းတင်းလောက်ပြီးထည့်ပြီးတော့ plastic အပေါ်ကနေပြီးတော့မှအကြည်လေးနော် plastic အကြည်လေးအုပ်ထားတာလေးကိုအမတို့ကရပူလို့ပြောတယ်ရပူခါဘူးဆဲတို့ဆိုလို့ရှိရင်အဲ့ဒီ plastic အကြည်လေးကိုအုပ်ထားတယ်အဲ့ဒါကိုနောက်တစ်ခုခါဘူးဆဲတို့လို့မပြောချင်ရပူခါခဲတို့လို့လည်းပြောလို့ရတယ်နော်အဲ့တော့စားစရာတွေဘူးတွေမှာဆိုလို့ရှိရင်မတော့အဲ့လို plastic အကြည်လေးကက်ကက်ပေးထားတယ်နော်ပြီးရင်ရာပူတဲ့ခူရူမှုဆိုလို့ရှိရင် plastic အဲ့ဒီအကြည်လေးနဲ့ပေါ့နော်ကအုပ်တယ်ပေါ့ plastic အကြည်လေးနဲ့အုပ်တယ်ပတ်တယ်ပေါ့အဲ့တော့အမတို့ကဒီနေရာမှာစကားလုံးပေါ့ခူရူမှုဆိုရင်ဒဲနဲ့တုံးမယ်တနည်းပြောရာပူတဲ့လို့ပြောလိုက်တဲ့နေရာမှာခူရူမှုကိုယူနေရာပူတဲ့အဲ့လိုမျိုးလေပါတီကေအိုပေါ့နော်ရာပူအိုလို့ပြောနေဆိုရင်တော့မတော့ခါဘူးဆယ်တူတုံးရင်တုံးတော့မလို့ရှိရင်ခါခဲတူတုံးရင်ကြိုက်တာတော့မရအာရူမီဟိုယီလို့ဆိုအလူမီနီယမ်ဖိုင်အလူမီဟိုယီလို့ဆိုတော့ခဲဘက်တွေလေ9 ကင်နေပိုင်းမှာတုံးနေခဲဘက်တွေကိုပြောတာဟုတ်မယ်နော်ကဲဒါဆိုရင်မတို့ကဒါတွေရပြီဆိုရင်အပေါ်ဟာလေးတော့ဖတ်ကြည့်မယ်အပေါ်မှာနိခုဂျာကဆိုရယောဒီနောနာမရင်ဟင်းလျာရဲ့နာမည်အဲကြောင့်လို့မတော့နိခုဂျာကကိုနိခုဂျာကလို့ပဲဖတ်လိုက်မယ်ဟင်းလျာရဲ့နာမည်အဲ့ဒီနိခုဂျာကကြီးကိုအိုးစခရီမာရှောဆိုရင်ချက်ကြရဇိုင်းလျောပေါဝင်ပစ္စည်းကယောနင်းပေါ့၄ ယောက်စာယွန်းနင်းပေါ့လူ၄ ယောက်စာဇိုင်းဂီယူနီခုနွားနုကနိဟယာခုဂရမ်မှုနေရကြတဲ့ချကိုင်းမိုအာလူကစန်းခို3 လုံးတာမနေကြီးကျက်တုန်နီယာနိခို2 လုံးအရာဝတ္ထုတွေအဲ့ဒီအလွယ်ရေးခြင်းမှာတော့ခိုနဲ့လည်းရေးပြလို့ရတယ်နော်ခိုပြင်ချောမီလျောဟင်းခက်အမွေးကြိုင်မှာဘာတွေပါမလဲဟင်းခက်အမွေးကြိုင်မှာဆိုလို့ရှိရင်မီဇူရီယာနိခပူနှခွက်စာခဲရဲ့ပြင်ရှောယူပင်ငင်ပြားရေးစာတိုးတကြအိုးစာကြီးစမ်းပါတော့စွန်ကြီးနဲ့3 စွန်စာရဒါယူစီကကျတော့ရှော့အနည်းငယ်ပြီးနိခုကအတာဂယူနိခုကနွားနိုကစန်းချီ3 cm ဟာပါတဲ့အရွယ်စားဖြစ်တာမနေကြီးတို့ကျက်သွန်နီနဲ့ဂျာကိုင်းမိုကအာလူကတော့ခါဝါကိုမွေးတဲ့အခွန်ခါပြီးတော့မှအိုးခီမင်းနီစိုက်ကြီးခီတဲ့အိုခီမရှောခီထားကြရအောင်ဒီမှာကျတော့ယူရှောခုနော်အိုခါဆုနီဇေဟီညနေစာဟင်းအတွက်ဇေဟီဆက်ချက်စားကြည့်ပါဘောနော်ကဲညနေစာဟင်းအတွက်ဆက်ချက်စားလို့ဆိုတဲ့အဒီမှာတော့လေ့ကျင့်ခန်းလေးသွားဖြည့်မယ်
けたらしいのは何か、1カップ、1リットル、1リットルの入りのビールを買うビアをけて、တစ်ခွက်ဆက်နဲ့ビာလို့တော့မဟုတ်လေ1လီတာဆက်နဲ့ပဲဟုတ်တယ်မလားအီဒီနော်တစ်ခွက်ဆက်နဲ့တစ်ခွက်ကြီးတော့ထည့်မနေဘူးနဲ့မတော့ခွက်ဆိုရင်လည်းခွက်လို့ပြောမှာပေါ့ဟုတ်တယ်မလားကိုက1လီတာရှိတဲ့ဘီးကိုဝယ်ခဲ့တယ်ဖြစ်နေမှာပေါ့အီချီဒီတိုရူအီဒီအဲ့တော့1လီတာဆက်နဲ့ဘီယာဝယ်ခဲ့ပါတယ်ဇိုင်းလီယိုပေါဝင်ပစ္စည်းတွေကိုဒဲဟာကာဒီမှာရှောဆိုရင်ချိန်တွေကြရအောင်ချိန်တွေလေးဆိုမှတော့ဘာနဲ့ပဲချိန်တွေလေးရမှာရပ်ပူနဲ့တော့ချိန်တွေလို့မရဘူးလေရပ်ပူဆိုတော့အပေါ်ကနေ plastic အကြီးကတ်တာအဲ့တော့ဟာကာဒီချိန်ဝင်နဲ့ပဲချိန်မှာပေါ့ပြီးအေယောနောအာဟာရရဲ့ကွက်လက်ကိုခန်းကရဲမှာရှော့ balance balance ခါလိုရီကီလိုရီအာဟာရ balance ပဲဖြစ်လို့နော်အာဟာရမျှတလားမမျှတလားဆိုတာကိုစဉ်းစားရအောင်ဒါလည်းအတွေးလိုက်ပဲမတော့အေယောဆိုရင်အေယောနော balance ဇိုင်းယောကိုပါဝင်ပစ္စည်းတွေကိုစံ1ဂရမ်မှု1စန်ချီဟာဘအရွယ်အစားခိတဲ့အိုခီမှာရှော့လှီထားကြရအောင်ဆိုမှတော့ဂရမ်တဂရမ်အရွယ်အစားမဟုတ်ဘဲနဲ့ဟာဘဆိုတာပေါ် site ကိုပြောတာလေ site ဆိုမှတော့မလားစန်ချီ1စန်ချီဟာဘဆိုတာတစ်စင်ပြီးတော့အရွယ်အစားနဲ့မိထားကြရအောင်ဖြစ်မယ်ဂရမ်မဟုတ်နော်ဂရမ်ကကျတော့အလေးချင်းဒီကောင်ကကျတော့အမတော့အရွယ်အစားဟိုချောတဲ့မိဖို့ကြောင့်သုံးတာဖြစ်ဇိုင်းလျောနော်ကွက်လက်ကိုခီစားမှုဇိုင်းလျောပဝင်ပစ္စည်းဖြစ်တဲ့အမတော့အိုခါဆိုဆိုတာဟင်းဖြစ်သွားပြီလေအဲ့တော့ပဝင်ပစ္စည်းဇိုင်းလျောဆိုမှတော့တာမနေကြီးကြက်တုံနေပဲဖြစ်မှာပေါ့အိုခါစုယူသွားပြီးတော့မှလည်းဆဆခီစားမှုဆိုတာနှုံနှုံစင်တာခီစားမှုကနှုံနှုံစင်တာအဲ့တော့နှုံနှုံစင်လို့လည်းမရဘူးလေအဲ့တော့ကြက်တုံနေပဲနှုံနှုံစင်မယ်စကီနီနောက်ထပ်ရှိအိုစားကိုကွက်လက်ဤတဲ့ခရာဆိုင်ဆိုရင်ရှော့ရှော့ဤတဲ့ခရာဆိုင်အငင်းငယ်ချက်ခုမခခုစားအသေးတီအသေးစိတ်ကအစားလို့ပြောတာအဲ့တော့ဒီမှာကျအနည်းငယ်ဖြစ်တဲ့ကြောင့်မလို့ရှော့ရှော့ဖြစ်မယ်နော်ကဲဒါဆိုရင်နောက်တစ်ပုဒ်မှာဆိုရင်ခရီဝါတူဒီဤတဲ့နိုင်ဟိုကခဝဝခဝေကိုခဝအခုံကဤတဲ့နိုင်ဟိုကဤနော်တဲ့အခုံမထည့်တာကောင်းတဲ့အတွက်ကြောင့်မလို့ခီတဲ့ဤနီတတရဲ့ဟိုခီမရှော့ခဝကိုမလို့ဘာဖြစ်မှာလဲခဝကိုမုခုဟုတ်တယ်မလားအခွင့်ကိုခွာလဲဆိုရင်မလို့ဒီဘက်မှာပါတယ်ခဝကိုမူီတဲ့နဲ့ခဝဒီလားခဝကိုမုခုဆိုရင်အခွင့်ခွာတာအဲ့တော့အမတော့အခွင့်ခွာကြရအောင်ဖြစ်မှာပေါ့အခွင့်ခွာလဲဆိုတော့ခီတဲ့နီတက်ရဲ့လေခွာထားကြအောင်ဆိုတော့မူကြီးတဲ့ဆိုတော့မုခုဆိုတော့မူကြီးတဲ့โอเคမှာရှော့ခီးလို့ဆိုရင်လီဒီဖြတ်ဒီခါဘူးဆဲလူဆိုလို့ရှိရင်ခါဘူးဆဲလူကကျတော့ခါဘူးဆဲလူခီစားမှုဆိုတော့နို့စင်တာခါဘူးဆဲလူကမလားဟိုပလတ်စတစ်အကြီးနဲ့ဖုံးအုပ်တာလေဟိုနော်ရာပူကိုခါဘူးဆဲလူဟိုနော်ပလတ်စတစ်ကြီးကိုအုပ်တာကိုခါဘူးဆဲလူဒီကောင်ခီစားမှုဆိုလို့ရှိရင်နို့စင်တာဒါကြောင့်လို့တက်ရဲ့လေးအခွင့်ခွာချရအောင်နိခုကိုရာပူတဲ့အသားကိုရာပူတဲ့လို့ဆိုရင်မှာပါတီကေတဲ့ဆိုရင်မလို့ဖြစ်ပါလေခူရူမှုဟုတ်တယ်မလားခူတွန်းတဲ့အဲ့တော့အသားတွေကိုရာပူဆိုတာခဲဘဲနဲ့အုပ်ပြီးတော့မှရဲဆိုကိုနီရေခဲတက်တာထဲမှာတင်ထားကြရအောင်ဖြစ်မယ်နော်အဲ့တော့ရာပူတဲ့ဆိုရင်မလို့ခူရူမှုရာပူအိုဆိုလို့ရှိရင်အမတော့ခါဘူးဆဲရူလို့ခါခဲရူဖြစ်မယ်နော်ပါတီကေလေးကိုပြချကြည့်မယ်ဒီနောက်ကအေးတဲ့လားအိုလားကြည့်တော့ဆိုရင်မလို့ဒီရဲ့အဖြေလေးတွေကိုနောက်မှာတွားကြည့်လို့ရတယ်စာမျက်နှာ page 7မှာတွားကြည့်လို့ရတယ်ဒီနေ့အတွက်ဖြောနောဟိတိုခိုတိုဒီနေ့ရဲ့ဟိတိုခိုတိုဆိုတာစကားတကွန်အမတို့ငငယ်တော့ဥဖုံးဓာတ်လိုမျိုးလေးပဲလေအစာအုပ်ရဲ့အောက်နာလေးမှာသူကအဲ့လိုမျိုးလေးတနေ့ဖတ်စရာလေးပြီးထားအေယောနောဘလန်စုကိုအင်္ဂလိပ်အေယောကအဟာရညီမျှမှုကိုခန်းကရဲ့တားစဉ်းစားတဲ့ရှော့ခုကြီးကိုရှိမှရှော့ထမင်းစားခြင်းကိုလုပ်ကြရအောင်အာဟာရညီမျှတဲ့ထမင်းစားခြင်းကိုပြုလုပ်ကြရအောင်ဆိုတဲ့ဒီရမယ်နော်ကဲဒါဆိုရင်မတော်က2ရက်အမြောက်2ရက်စာပြီးတော့ပါပြီ皆さん頑張ってくださいバイバイ